အာရခပြည်သူတော်လှန်ရေးအစိုးရအာရခပြည်သူကျန်းမာရေးဌာနဟာအာရခပြည်သူရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုပုံမထိရောက်အောင်ဆောင်ရွက်နိုင်ဖို့နဲ့မျိုးဆက်သစ်တူနာပြုတွေကိုပြုစုပြောထောင်ပေးဖို့အတွက်အခုလိုတင်တန်းသားခေါ်ယူရတာဖြစ်တယ်လို့ဆိုပါတယ်။ဒီတင်တန်းကိုတက်ရောက်လို့တဲ့လူငယ်တွေအနေနဲ့အသက်25နှစ်အောက်ဖြစ်ရမှာဖြစ်ပြီးအာရခပြည်တွင်မှာအမှန်တကယ်နေထိုင်သူဖြစ်ရပါမယ်။ပညာအရေးချင်းအနေနဲ့ကတော့စနစ်ဟောင်းတက္ကသိုလ်ဝန်ထမ်းအောင်မြင်သူဖြစ်ရင်ဇီဝဗေဒဘာသာတွဲနဲ့အောင်မြင်ထားရမှာဖြစ်ပြီးဇီဝယူပဓာတု3ဘာသာပေါင်းရမှတ်180နဲ့အထက်ရှိရပါမယ်။စနစ်သစ် Grade 12အောင်မြင်ထားသူဆိုရင်တော့ဇီဝယူပဓာတုဘာသာရပ်တွေမှာအနည်းဆုံး Grade C ရရှိထားဖို့လိုအပ်ပါတယ်။လျှောက်ထားလိုသူတွေအနေနဲ့မိမိတို့ရဲ့မှတ်ပုံတင်ပညာအရေးချင်းအထောက်အထားမူရင်းတွေနဲ့အတူရက်ကွာဒါမှမဟုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်တွေကိုပါပူးတွဲပြီး2026ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့နောက်ဆုံးထားလျှောက်ထားရမှာပါ။ရှောင်းလွားတွေကိုတော့မိမိတို့မြို့နယ်မှာရှိတဲ့မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွေမှာလူကိုယ်တိုင်ထွားရောက်ပေးဖို့ရမှာဖြစ်ပါတယ်။အရွေးချယ်ခံရတဲ့သူတွေဟာ၄နှစ်ကြာမြင့်မဲ့တူနာပြုသိပ္ပံသင်တန်းကိုတက်ရောက်ရမှာဖြစ်တယ်လို့သင်တန်းပြီးဆုံးရင်လေအာရခပြည်သူ့ကျန်းမာရေးဌာနမှာဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။လူတွေစစ်ဆေးမဲ့အခြေအနေတွေကိုတော့လာမယ့်ဖေဖော်ဝါရီလ28ရက်နေ့မှာသက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနတွေကနေတဆင့်ပြန်လည်ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်